ဖေရဲ့မေမေရဲ့ကျင်းစာတော့ငါဆလဝင်းအိုးလေးကိုတုံးငါထမင်းချက်ပြုတ်စားတောက်လို့နေလာခဲ့တယ်ရက်တွေလာတွေကုန်လုံးကသွားတော့သားတွေသမီးတွေအချစ်တွေရဲ့တိုးပွားခဲ့လေတယ်ဆလေဝင်ဒီအိုကလုံလမှုမပေးစမ်းနိုင်နဲ့သားတွေသမီးတွေအကုန်လုံးစားနိုင်ရဲ့